အားလုံးပဲမင်္ဂလာပါရှင်။ဒီချက်ကတော့ YTV Academy ရဲ့ Social Study Teacher Snow White ပဲဖြစ်ပါတယ်။ဒီနေ့ဒီချက်တော့ဒီဗီဒီယိုလေးမှာတော့ The Supreme Court of the United States ဆိုတဲ့ခေါင်းစဉ်မျိုးလေးလာကြမှာဖြစ်ပါတယ်။ဒီချက်တော့အရင်ဗီဒီယိုတွေမှာပေါ့နော်ဒီ Constitution ကြောင့်ရှင်းပြတဲ့ဗီဒီယိုတစ်ခုမှာဒီသူတို့ရဲ့နိုင်ငံအုပ်ချုပ်ရေးပိုင်းမှာပေါ့လေမန်တိုင်းသုံးဖို့ခွဲထားတယ်ဆိုတာကိုလေ့လာခဲ့ပြီးသားဖြစ်တယ်။အဲ့မန်တိုင်းတွေကတော့ legislative လို့ခေါ်တဲ့တရားဥပဒေပြုရေးမန်တိုင်း executive လို့ခေါ်တဲ့အုပ်ချုပ်ရေးမန်တိုင်းပြီးတော့ judicial branch လို့ခေါ်တဲ့ဒီတရားဥပဒေစိုးမိုးရေးမန်တိုင်းပေါ့နော်အဲ့လိုမျိုးမန်တိုင်းသုံးခုခွဲထားတယ်အဲ့ဒီမှာဒီ legislative branch မှာဆိုရင် House of Representative လို့ခေါ်တဲ့အောက်လွှတ်တော်ပါမယ်ပြီးရင် Senate လို့ခေါ်တဲ့အထက်လွှတ်တော်ပါမယ်အဲ့ဒီလွှတ်တော်တွေကဘာတွေလုပ်ရလဲဆိုရင်သူတို့ကဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုမျိုးဥပဒေတွေလုပ်မယ်ဘယ်လိုမျိုးစည်းမျဉ်းစည်းကမ်းတွေချမယ်ဆိုတာတွေကိုဆောင်ရွက်ရပါတယ်တဲ့အဲ့တော့ဒီက legislative branch ကလုပ်တဲ့ဟာလေးပေါ့လေအဲ့ကြနောက်ထပ် branch တစ်ခုဖြစ်တဲ့ executive branch ဒီအုပ်ချုပ်ရေးမှန်တာကြဘာတွေပါလဲဆိုရင်သူမှာ President of the United States ပါတယ်ဒီသမ္မတကြီးပါတယ်ပေါ့နော်သမ္မတကြီးပါပြီးတော့သူကဘာလုပ်လဲဆိုရင်တော့ဒီပြည်သူပြည်သားတွေအနေနဲ့ဟိုဘက်ကလွှတ်တော်တွေကနေပြီးတော့ချမှတ်လိုက်တဲ့ဥပဒေတွေကိုလိုက်နာတယ်ပေါ့နော်ဒီလိုမျိုးလိုက်နာတယ်ဒီဟာတွေကတကယ်ကိုဥပဒေဖြစ်လာတယ်ဆိုတာမျိုးဖြစ်လာအောင်သူကနောက်ကနေပြီးတော့ကုညီဆောင်ရွက်ပေးရတယ်ပံ့ပိုးပေးရတယ်ပေါ့နော်အဲ့လိုမျိုး branch ဖြစ်တယ်အဲ့တော့အခုဒီနေရာမှာပြောချင်တာတော့ Supreme Court ဆိုတဲ့အတိုင်းပဲကျွန်တော်အဓိကပြောမှာတော့ Judicial Branch အကြောင်းပြောမယ်ပေါ့နော် Judicial Branch ဆိုတာကသူကဒီတရားဥပဒေပြုရေးရဲမှာဆိုဘာတွေပါမလဲဆိုရင်တရားသူကြီးတွေပါမယ်ပြီးတော့ကျတော့တရားရုံးတွေပါမယ်ဒီ court တွေပေါ့နော်တရားရုံးတွေပါမယ်ပြီးတော့ကျအဲ့တရားရုံးတွေထဲမှာ Supreme Court ဆိုတာတော့ဒီနိုင်ငံရဲ့ United States နိုင်ငံကြီးရဲ့အကြီးဆုံးတရားရုံးကြီးဖြစ်တယ်ပေါ့လေအဲ့လိုမျိုး Supreme Court ဆိုတဲ့တရားရုံးကြီးပါမယ်အဲ့တော့ကျတော့ Supreme Court ကနိုင်ငံရဲ့အကြီးဆုံးတရားရုံးဖြစ်တည်နဲ့အညီသူ့မှာဘာ authority ဆိုတဲ့အာဏာရှိတယ်ဆိုရင်ပေါ့နော်ဘယ်လိုအာဏာရှိလဲဆိုတော့ဒီ Federal Court System မှာဒီတရားရုံးတွေအောက်ငယ်တရားရုံးတွေကနေဆုံးဖြတ်ချက်ကိုဒီပြည်သူပြည်သားတွေကနေပြီးတော့မကြိုက်လို့မို့ပြန်ပြီးတော့အယူခံဝင်လာတဲ့ဘာညာဆိုရင်ဒီ Supreme Court ကနေပြီးတော့ဆုံးဖြတ်ပေးရတယ်သူ့ရဲ့ဆုံးဖြတ်ချက်ကတော့နောက်ဆုံး final ပဲကွာသူပြောလိုက်တာကိုအားလုံးလိုက်တာမယ်ဆိုတဲ့ပုံစံမျိုးလေးရှိရပါတော့အဲတော့ကျတော့ Supreme Court ရဲ့ case တွေကတော်တော်များများဘယ်ကနေလာလဲဆိုရင်တော့ appeals or lower court decision ပေါ့နော်ခုနကပြောသလိုပဲဒီပြည်နယ်တရားရုံးလေးတွေဒါမှမဟုတ်ခရိုင်တရားရုံးလေးတွေပေါ့လေအဲ့လိုမျိုးတရားရုံးလေးတွေမှာအမှုတွေဖြစ်လာတယ်အမှုတွေဖြစ်ပြီးတော့ကြောင့်အဲ့ဒီတရားရုံးတွေကဆုံးဖြတ်လိုက်တဲ့ဟာကိုဒီဆုံးဖြတ်ခံလိုက်ရတဲ့တရားလိုပဲဖြစ်တရားခံပဲဖြစ်ဖြစ်အဲ့ဒီကသဘောမကျဘူးဆိုရင်အယူခံဝင်တယ်အယူခံဝင်တဲ့အချိန်မှာဒီအမှုကိုနောက်တစ်ချိန်ပြန်ပြီးတော့ဆုံးဖြတ်ဖို့အတွက် သူတို့ကဒီ Supreme Court စီကိုရောက်လာကြတယ်ပေါ့လေ။ဂျာမန် Supreme Court ကဒီနိုင်ငံရဲ့တရားရုံးကြီးကနေပြီးတော့ဘယ်လိုဆိုပြီးဆုံးဖြတ်ချက်ပေးရဲဆိုရင်တော့အဲ့ဆုံးဖြတ်ချက်ကနောက်ဆုံး final ဖြစ်သွားပါလေတဲ့။အဲ့တော့ Constitution ကိုရေးခဲ့တဲ့အချိန်ကစလို့ပေါ့နော်ဒီ Supreme Court ရဲ့အာဏာတဖြည်းဖြည်းချင်းနဲ့ပို့ပြီးတော့ expand ဖြစ်လာတယ်ပို့ပြီးတော့ကျယ်ပြန့်လာတယ်။အရင်တော့အာဏာနည်းနည်းပဲရှိရတယ်ပြီးတော့အချိန်တွေပြောင်းလဲလာတယ်များအာဏာတွေပို့ပြီးတော့တိုးလာမျိုးရှိရပေါ့လေ။အဲ့တော့ဘယ်အချိန်မှအာဏာအများဆုံးဖြစ်သွားလဲဆိုရင်တော့အာဏာအများဆုံးဆိုတာလဲဆိုပေါ့လေဒီထင်ရှားတဲ့အာဏာတစ်ခုဘယ်အချိန်မှတိုးသွားလဲဆိုရင်တော့1803ခုနှစ် Chief Justice John Marshall လက်ထက်မှာပေါ့နော် Chief Justice ဆိုတာဒီ Supreme Court မှာကွာဒီ Supreme Court ကြီးမှာကသူကတရားသူကြီးကပုံမှန်ဆိုရင်တော့9ယောက်ရှိရပေါ့နော်တရားသူကြီး9ယောက်မှာမှအဲ့9ယောက်ကိုဦးဆောင်တဲ့တရားသူကြီးတစ်ယောက်ကအဲ့တရားပါတယ်ပေါ့နော်အဲ့တော့ကြောင့်အဲ့တရားသူကြီးကိုじゃ Chief Justice ဒီခေါင်းဆောင်တရားသူကြီးလို့ခေါ်တယ်အဲ့ခေါင်းဆောင်တရားသူကြီးဂျွန်မာရှယ်ကခေါင်းဆောင်တရားသူကြီးဖြစ်နေတဲ့1803ခုနှစ်မှာအမှုတစ်ခုဖြစ်တယ်မာဘူရီဘာဆက်မာရီဆန်လို့ခေါ်တဲ့အမှုလေးတစ်ခုဖြစ်တယ်ပေါ့လေအဲ့အမှုလေးကနေပြီးတော့ဘာဖြစ်လာလဲဆိုအမှုကအရန်ကြီးတယ်လို့အရင်မကြည့်ဘူးပေါ့နော်အဲ့အမှုကနေထွက်လာတဲ့ result ဖြစ်တဲ့ဘယ်ဟာလဲဆို judicial review ဆိုတာလေးဖြစ်လာတယ် judicial review ကဘာလဲဆိုရင်ကြတော့ဒီ Supreme Court အနေနဲ့ပေါ့နော်တရားဒီလွှတ်တော်တွေကနေပြီးတော့လုပ်လိုက်တဲ့တရားဥပဒေတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ပြည်နယ်တွေကနေပြီးတော့လုပ်ထားတဲ့တရားဥပဒေတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးဥပဒေတွေကို Constitution နဲ့မညီဘူးသူတို့ Constitution ဆိုတာ US ရဲ့ဘယ်လိုမျိုးအုပ်ချုပ်ရမယ်ဆိုတာရေးထားတဲ့စာတမ်းကြီးပေါ့နော်အဲ့စာတမ်းထဲမှာပါနေတဲ့အချက်လက်တွေနဲ့မညီဘူးဆိုရင်ပယ်ဖျက်ပိုင်ခွင့်ရှိတဲ့အာဏာဖြစ်တယ်အဲ့ဒါ judicial review ရှိလာတဲ့အတွက်ကြောင့်မလို့ဒီလွှတ်တော်တွေပြည်နယ်တွေအနေနဲ့မဟုတ်မမှန်တဲ့ဘယ်လိုပြောမလဲမဟုတ်မမှန်တဲ့
အာဏာပေါ့နော်မဟုတ်မှန်တဲ့ဒီဥပဒေတွေထုတ်လို့မရတော့ဘူးဒီ judicial review နဲ့စောင့်ကြည့်နေတယ်မဟုတ်ဘူးအဆင်မပြေဘူးဒါကြီးက constitution နဲ့မညီဘူးဆိုရင်ပယ်ချလိုက်ဖို့အတွက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ judicial review ရဲ့အဆင်ဘယ်လိုပြောမလဲအများကြီးအကျိုးရှိတယ်ပေါ့နော်အဲ့ရနေမှာတဖြည်းဖြည်းချင်းနဲ့သူက Supreme Court ကအမေရိကန်ရဲ့ဒီမိုကရေစီကိုပုံဖော်တဲ့နေရာမှာအရေးကြီးတဲ့ကဏ္ဍတွေကနေပြီးတဖြည်းဖြည်းချင်းပါဝင်လာပါတယ်တဲ့။အော်ဒါ Supreme Court လေးအကြောင်းပေါ့နော်။သူက Supreme Court ဆိုတဲ့အရာအတိုင်းပဲသူကတော့ဘယ်လိုပြောမလဲနိုင်ငံရဲ့အကြီးဆုံးတရားသူကြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူစီကနေချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေကအရေးပါတယ်ပြီးရင်တကယ်လို့အပြောင်းအလဲတစ်ခုခုဖြစ်မယ်ဆိုလည်းပဲလုံးဝ impact ကြီးကြီးနဲ့ပြောင်းလဲမှုတွေဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့နောက်ထပ်ဆက်ပြီးတော့ဘာအကြောင်းလေးလေ့လာမလဲဆိုရင်တော့ဒီ Supreme Court case တွေတဲ့ပါလေ Supreme Court ကိုရောက်လာတဲ့အမှုတွေကနာမည်ကြီးအမှုတစ်ခုဖြစ်တဲ့ချေတို့ Plessy vs Ferguson ဆိုတဲ့အမှုလေးကိုလေ့လာကြပါမယ်။ဟုတ် Classified Ferguson ဘယ်လိုအမှုဖြစ်လဲဆိုသူတို့ရဲ့ United States မှာပေါ့နော်လူဖြူလူမဲတွေကိုခွဲခြားထားတဲ့အရာရှိတယ်အရင်တော့ဆိုရင်ဘယ်လိုမျိုးလဲဆိုတော့လူဖြူစီးတဲ့ယထာမှာလူမဲမစီးရဘူးလူဖြူထိုင်တဲ့နေရာမှာလူမဲမထိုင်ရဘူးပြီးတော့လူဖြူတက်တဲ့ကြောင်မှာလူမဲမတက်ရဘူးဆိုတာမျိုးရှိရပေါ့နော်အဲ့တော့1892မှာ African American လူမျိုးတစ်ယောက်ဖြစ်တဲ့ Homer Plessy လို့ခေါ်ရဲဆိုပေါ့နော်သူ့ရဲ့နောက် last name ကိုဒီအယူရယ်ပေါ့နော်ဒီတရားဘယ်လိုပြောမလဲအမှုရဲ့နာမည်ကသူ့ရဲ့ last name ပါပေါ့နော် Plessy ဆိုတာသူ့ last name ဖြစ်တယ်ဒီ African American သူကဒီလူဖြူတွေပဲထိုင်ရမယ်ယထာထိုင်ကုန်တစ်ခုမှသူကသွားထိုင်တာကွာဘာဖြစ်လို့သွားထိုင်လဲဆိုတော့じゃသူတို့လူငယ်အဖွဲ့ရှိရပေါ့လေကျတို့နိုင်ငံတိုင်းမှာတော့ဒီနိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူငယ်အဖွဲ့တွေကအများကြီးရှိတယ်အဲ့လူငယ်အဖွဲ့တွေကသူကလူဖြူလူမဲတွေကိုခွဲခြားထားမျိုးသူတို့သဘောမကျဘူးပေါ့နော်ဒီလူမဲအဖွဲ့ပေါ့လူမဲအဖွဲ့ကအဲ့လိုသဘောမကျသဘောမကျကြသူကအဲ့ဆိုရင်ဒီစီမင်းစကန်တွေကတကယ်လို့ချက်ဝတ်ဖောက်ခဲ့မယ်ဆိုတော့ဘယ်လိုမျိုးဖြစ်မလဲပေါ့အဲ့လိုမျိုးစူးစမ်းကျင်တာပေါ့လေလူငယ်တဘာဝအလျောက်စူးစမ်းကျင်တော့ကြတော့သူတို့ကစမ်းသပ်ချက်တစ်ခုလုပ်ရအောင်ဆိုပြီးလုပ်တဲ့အချိန်မှာဒီ Plessy ဆိုတဲ့သူကနေပြီးတော့သူကအဆုံကဒီမှာသွားထိုင်လိုက်မယ်ပေါ့အဲ့လိုမျိုးပုံစံနဲ့ဒီလူဖြူတွေပဲထိုင်ရမယ့်ယထာခုံတစ်ခုမှာသွားထိုင်နေသွားထိုင်တော့ကြရတာက segregation လို့ခေါ်ရပါတော့ဒီခွဲခြားထားတဲ့ဥပဒေတွေလူဖြူထိုင်တဲ့နေရာမှာလူမဲမထိုင်ရဘူးလူဖြူစီးတဲ့ယထာလူမဲမစီးရဘူးလူဖြူစီးတဲ့ဘတ်စကလူမဲမစီးရဘူးဆိုတော့အဲ့လိုမျိုးခွဲခြားထားတဲ့ဥပဒေတွေကိုချိုးဖောက်ရဖြစ်သွားတယ်ချိုးဖောက်ရဖြစ်တော့ကြတော့ဒီသူထိုင်နေတဲ့နေရာမှာမထိုင်မှုအတွက်သူ့ကိုလာပြီးတော့ဖယ်ခိုင်းတယ်ပေါ့လေဖယ်ခိုင်းတဲ့အချိန်မှာသူက refuse မဖယ်သေးဘူးမဖယ်ပဲနဲ့ငင်းဆိုတော့ကြတော့အာကမ္ဘာမုံပြောလို့မရတဲ့အချိန်မှာဟိုဘက်ကလည်းဖမ်းတယ်ပေါ့နော်ဒီ Plessy ကိုဖမ်းလိုက်တယ် Plessy ကဖမ်းပြီးတော့ကြတော့အဖမ်းခံပြီးတဲ့နောက်ပိုင်းမှာသူကဘာဖြစ်လဲဆိုတော့ကျတော့ဒီ trial ပေါ့နော်တရားခွင်တင်လိုက်တယ်သူတရားခွင်တင်တော့ကျ Plessy ကသူ့ရဲ့အမှုကိုပေါ့လေဘယ်မှာပထမဆုံးအတရားတင်ခံရလဲဆိုရင် Louisiana Supreme Court Louisiana ပြည်နယ်ရဲ့ဒီမှာပေါ့လေသူလူဝီစီယာနာပြည်နယ်ရဲ့ Supreme Court မှာအရင်ဆုံးဒီပြည်နယ်တရားရုံးမှာအရင်ဆုံးတရားစွဲတယ်ဒါပေမဲ့အမှုကဒါကကြလူမျိုးရေးနဲ့ဆိုင်နေတာပေါ့နော်လူဖြူလူမဲကြီးဆိုတော့လူဖြူလူမဲတွေအကုန်လုံးနဲ့ဆိုင်နေတဲ့လူမျိုးရေးနဲ့ဆိုင်တဲ့ပြဿနာဖြစ်နေတဲ့အချိန်မှာဒီဘယ်လိုပြောမလဲဟိုဟာပြည်နယ်ကတရားရုံးလေးနဲ့အဆင်မပြေတော့ဘူးပြည်နယ်တရားရုံးနဲ့အဆင်မပြေတော့ကြတော့ US Supreme Court ဒီနိုင်ငံရဲ့တရားရုံးကြီးကိုပို့လိုက်ရတယ်နောက်ဆုံးမှနိုင်ငံရဲ့တရားရုံးကနေပြီးတော့ဘယ်လိုမျိုးဆုံးဖြတ်ချက်ချလဲဆိုရင် separate but equal ဆိုပြီးတော့ဆုံးဖြတ်ချက်ချရဲခွဲခြားထားပေမဲ့ညီမျှရဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုလိုချင်တာကလူဖြူထိုင်ရတဲ့ထိုင်ကုန်မှာလူမဲမထိုင်ရဘူးဆိုပေမဲ့လည်းပဲလူဖြူကယထာစီးနေတဲ့အချိန်မှာလူမဲလည်းယထာစီးလို့ရတယ်လူဖြူစာတင်နေတဲ့အချိန်မှာလူမဲလည်းစာတင်လို့ရတယ်ဒါပေမဲ့ခွဲတာတော့ခွဲခြားထားရပဲပေါ့လေဟုတ်ကြခွဲခြားထားပေမဲ့ဒီကအလုပ်ပိုင်ခွင့်တွေကအတူတူပဲရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီတူညီမျှပဲဆိုပြီးတော့ဆုံးဖြတ်ချက်ချပလိုက်တယ်ဆုံးဖြတ်ချက်ချပလိုက်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ကြတော့ဒီနိုင်ငံရဲ့တရားရုံးကြီးရတောင်မှခွဲခြားထားပေမဲ့လည်းညီမျှတာပဲခွဲခြားထားပေမဲ့လည်းတရားမျှတတာပဲဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံတလွှားမှာပေါ့လေနိုင်ငံတစ်ဝန်းမှာဒီခွဲခြားမှုတွေကပို့ပြီးတော့ဆိုးသွားလာတယ်ပို့ပြီးတော့ဆိုးသွားလာတယ်ပို့ပြီးတော့အရင်တော့ကလူပြူလူမဲ့ခွဲခြားတဲ့နောက်ထပ်အခုကျတရားဝင်ခွင့်ပြုလိုက်တဲ့လိုမျိုးဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခွဲခြားမှုတွေကပို့ပြီးတော့ဆိုးသွားပြီးတော့ပို့ပြီးကျယ်ပြန့်လာတယ်ပေါ့လေအထူးသဖြင့်ဒီ
တောင်ပိုင်းဘက်မှာ segregation တွေကပို့ပြီးတော့ကျေပြန့်တယ် classified subpopulation အမှုကလူဖြူလူမဲနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့အမှုကြီးတစ်ခုဖြစ်တယ်ပေါ့လေအမှုအကြီးတစ်ခုဖြစ်တယ်ဆိုပေမဲ့လူမဲတွေဘက်ကအနိုင်မရခဲ့ဘူးလူမဲတွေအနေနဲ့သူတို့ရတင်ညာထိုက်တဲ့အခွင့်အရေးတစ်ခုကိုလည်းမရခဲ့ဘူးပေါ့လေခွဲခြားထားပေမဲ့ညီမျှတဲ့ separate but equal ဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့သူတို့ကရှုံးခဲ့တယ်ဒီအမှုမှာဆို class ကရှုံးသွားတယ်ပေါ့နော်ထူးထူးခြားခြား changes ရလို့တော့မဖြစ်သွားဘူးဒါပေမဲ့လူမဲတွေအတွက်ထူးခြား changes မဖြစ်သွားဘူးပေါ့နော်ဟိုဘက်ကနေကြည့်မယ်ဆိုရင်တော့သူတို့ဒီပို့ပြီးတော့ဖိနှိပ်ခံရတာတွေပို့ပြီးတော့လူမျိုးရေးခွဲခြားခံရတာတွေကရှိလာခဲ့ပါတယ်တဲ့ဒါက classified subdivision အမှုလေးအကြောင်းဖြစ်ပါတယ်ကျွန်တော်နောက်ထပ် exercise လေးလုပ်ကြည့်ကြပါမယ် In this case, the plaintiffs argued that the law that enforced segregation created a badge of imperative, imper- imperativity in the court due. Where did that idea come from? ဒီအမှုမှာဆိုရင်ပေါ့နော်အာ plaintiff ဆိုတာတချို့တရားလိုပြောချင်တာပေါ့လေဒါတရားလိုအနေနဲ့တဲ့ဒီဥပဒေပေါ့နော်ခွဲခြားမှုတွေဖြစ်စေဥပဒေဒီလိုမျိုးလူစုနဲ့လူမဲကြားမှာတူတူမထိုင်ရဘူးဘာညာစသဖြင့်အဲ့လိုမျိုးခွဲခြားမှုတွေခွဲခြားမှုတွေဖြစ်စေရဲ့ဥပဒေတွေကဘယ်လိုဖြစ်သွားလဲဆိုတော့ခွဲခြားခံရတဲ့အချိန်မှာကွာလူတွေကတိမ်ငယ်လာပေါ့နော် a bunch of inferiority ဆိုတာ inferiority ဆိုတာဂုဏ်ငယ်တာပေါ့ဂုဏ်ငယ်တယ်ဆိုတာအဲ့လိုတိမ်ငယ်မှုတွေဖြစ်လာရပေါ့လေတိမ်ငယ်မှုကြီးဖြစ်လာစေရင်ပေါ့လေကြောင့် course ရဲ့ view မှာဆိုရင်ကြတော့တဲ့အဲ့ဒါကိုတရားလိုဘက်ကနေမဟုတ်ဘဲနဲ့ဒီတရားရုံးရဲ့အမြင်ဘက်ကနေကြည့်မယ်ဆိုရင်အဲ့ idea ကဘယ်ကနေလာလဲပေါ့နော်အကြတရားလိုကဒီနေရာမှာ plaintiff ကသူကဟောဖြစ်မယ်ပေါ့နော်အာ plus ဖြစ်မယ်ပေါ့လေလူမဲတွေပေါ့လူမဲတွေဘက်ကပြောတာကြတယ်လို့ခွဲခြားမှုတွေလုပ်ထားတာကလူမဲတွေအတွက်ကြတင်ငယ်စိတ်တွေဖြစ်လာစေတယ်လို့ပြောတဲ့အချိန်မှာတရားရုံးဘက်ကကြဘယ်လိုမြင်လဲပေါ့နော်နံပါတ် A လေးရှင်းအောင်ရေးဖတ်ကြည့်မယ် because the colors race choose to put that construction upon it color race ဆိုတာကဒီပေါ့နော် color ဆိုတာသူကအဲ့လို people of color people ခုနောက်ပိုင်းလို့ခေါ်ရပေါ့နော်ဒီလူမဲတွေကိုပြောချင်တာပါပဲဒီကတော့အဲ့လိုလူမဲအနေနဲ့ပေါ့လေဒီဟာကိုသူတို့ကထူးထူးခြားခြားခံစားနေလို့ပေါ့နော်အဲ့လိုမျိုးပြောမလား construction ဆိုတာကွာအဲ့ဒါကိုအပြူသဘောနဲ့အဖြူသဘောပေါ့နော် constructive ကတော့ပုံမှန်ဆိုအဖြူသဘောဒါပေမဲ့ဒီနေရာမှာတော့သူကအဲ့လိုမျိုးပြောချင်တာမဟုတ်ဘဲနဲ့ဒါကြီးကိုကွာလိုက်ပြီးတော့ခံစားနေလို့ပေါ့အဲ့ဟာကိုစကလုံးတွေဖွဲ့နေလို့ဆိုလိုချင်တာကကွာအာဒီလိုမျိုးခွဲခြားလောက်တာကဘာမှမဟုတ်ဘူးပေါ့ court ရဲ့အမြင်မှာဒီတရားရုံးရဲ့အမြင်မှာじゃခွဲခြားလောက်ထားရတာလေဆိုပေမဲ့ညီမျှနေရပဲလေအဲ့လိုမျိုးသူတို့ကမြင်တာအခုသူတို့ကတင်ငယ်မှုကိုဖြစ်စေဘာညာလို့ပြောရချင်ပါမင်းတို့ကဒီတိုင်းစကားလုံးနဲ့ရှောက်ပြောနေတာပေါ့နော်အဲ့လိုမျိုးပုံစံပြောချင်တာပါနာမည် A ကကြောင်းဟုတ် နံပါတ် B ကကြတော့ social prejudice may be overcome by legislation ဒီဟုတ်ပါတရားရုံးပေါ့နော်ဒီတရားရုံးမှာဒီလူမှုပတ်ဝန်းကျင်ဘဝမှာကွာလူမှုပတ်ဝန်းကျင်ဘဝမှာဒီအမှန်ကိုမစူးမစမ်းနဲ့ပေါ့လေဘက်လိုက်နေရတယ်အဲ့လိုမျိုး social prejudice ဆိုတာဒီလူမှုပတ်ဝန်းကျင်မှာဘက်လိုက်တာတွေပေါ့လေအဲ့လိုဘက်လိုက်တာတွေက legislation ကနေပြီးတော့ဒီတရားဥပဒေတွေဘာတွေထုတ်လိုက်မယ်ဆိုအဲ့လိုမျိုးတွေကကျော်ဖြတ်သွားနိုင်မှာပါလို့ထင်တာလားဒါမှမဟုတ်ရင်နံပါတ် C legislation is powerless to eradicate racial instead ဒီတရားဥပဒေတွေလွှတ်တော်တွေက powerless ဆိုတာဟိုဟာမဖြစ်ဘူးပေါ့လေအာဏာမရှိဘူး eradicate ဖယ်ရှားပြစ်လိုက်ဖို့ racial instead ဒီလိုမျိုးလူမျိုးရေးခွဲခြားတာတွေနဲ့ပတ်သက်ပြီးတော့ကွာဖယ်ရှားပစ်လိုက်ဖို့တရားရုံးမှာအာဏာမရှိဘူးလို့ယူဆရလားဒါမှမဟုတ် one cannot be inferior to the other civilly or politically လူတရားအနေနဲ့အခြားလူတရားအနေနဲ့အခြားလူတရားကိုပေါ့လေကိုယ့်ထက်နှိမ့်ကြရဲဘာညာအဲ့လိုမျိုးသွားပြီးတော့ပြောလို့မရဘူးလို့ယူဆရလားပေါ့လေအဲ့ကျရင်က
ပေါ်မှာစာပိုက်ပါတယ်ဆိုမဲ့ဒီဟာတွေကလည်း quotation ဖြစ်တဲ့အတွက်ကြောင့်မို့စာပိုက်တွေကနေပြီးတိုင်းရယူထားတဲ့စာကြောင်းတွေဖြစ်တယ်ပေါ့နော်အဲ့တော့အပေါ်စာပိုက်ကိုမပတ်ဘဲနဲ့အရင်ဆုံးစဉ်းစားကြည့်မယ်ဆိုရင်တောင်းမှတရားလိုဘက်ကတော့ဒီလိုမျိုးခွဲခြားလောက်တာတွေကငါတို့ကိုတကယ်စိတ်ဖြစ်စီရလို့ပြောပဲဆိုပေမဲ့တရားရုံးဘက်ကနေကြည့်မယ်ဆိုရင်သူတို့ကခွဲခြားထားတာကညီမျှပဲခွဲခြားထားပေမဲ့ညီမျှပဲဆိုပြီးပြောတာဆိုတော့ကြတော့ဒီ legislation ကတရားကြီးကိုပေါ့လေဒီ ratio ကြီးကိုဒီလိုမျိုး လူမျိုးရေးခွဲခြားနေရယူအဆုံးသတ်ပစ်လိုက်ဖို့အထိအာဏာမရှိဘူးဘာညာလို့သူတို့ကယူဆတာမဟုတ်ပါတော့ court ဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ powerless ဖြစ်ပါတယ်လို့ထုတ်ပြောမှာမဟုတ်အဲ့ဒီကြောင့်မို့ shall see လိုမျိုးဟာကိုဖယ်လို့ရတယ်ပြီးတော့ကျတော့လူတစ်ယောက်ကတစ်ယောက်ကိုသွားပြီးတော့ဖိနှိပ်ချုပ်ချယ်လို့မရဘူးအဲ့လိုမျိုးတိမ်ညာလုံးလုံးမရအောင်ဆိုတာကြလေသူတို့အနေနဲ့အခုကလုံနေရဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးဟာကိုလည်းပယ်ရမယ်ပြီးတော့ social prejudice တွေဒီလိုမျိုး လူမှုရေးတကယ်လူမှုဆက်ဆံရေးတွေမှာပတ်လိုက်နေရရင်ဘာတွေရလဲ legislation နဲ့ overcome လုပ်လို့ရလားဆိုတော့မရဘူးပေါ့နော်မရဘူးပေါ့မဟုတ်ရတာတော့ရတယ်ဒါပေမဲ့သူတို့ကလုပ်မပေးဘူးလေ call အနေနဲ့အပေါ်မှာကျွန်တော်တို့တင်ခဲ့တဲ့ flexible subpackage ဆိုရင်အမှုမှာဆိုမလုပ်ပေးဘူးသူတို့ကခွဲခြားထားတာကညီမျှပဲခွဲခြားထားပေမဲ့ညီမျှနေရပဲဆိုပြီးလောက်သွားတာဆိုတော့ကြာ legislation နဲ့ကိုမှမလုပ်ပေးဘဲနဲ့အဲ့တော့ကြာချင်က BO မျိုးဟာလေပယ်လို့ရတယ်နောက်ဆုံးချက်မှကျအကြံနေကြပါလဲဆိုရင်အမင်းတို့ဒီလိုမျိုးအမ်တငယ်ချင်းဖြစ်စီရပါညာဆိုတာအပေါ်စကလုံးတွေလုံးနေတာဆိုရဲ အမြင်မျိုးပဲသူတို့မှရှိရတယ်အဲ့လိုအပိုတွေလုံးနေတယ်လို့သူတို့ထင်လို့ပဲဒီဟာကို separate by equal ဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့တာပေါ့အဲဒါကြောင့်မလို့ charity မှာအဖြစ်မှန်ကတော့နံပါတ် A လေးဖြစ်မယ်ပေါ့နော်ခေါက်ရဲ့အမြင်မှာじゃသူတို့ကမကောင်းတဲ့မြင်မှာကလူဖြူမဲတွေဒီ color race တွေကိုသူတို့အနေနဲ့မကောင်းတဲ့မြင်မှာတော့じゃဒီနံပါတ် A လေးကအမြင်ဖြစ်ပါမယ်ဟုတ်ချင်နံပါတ်2လေးဆက်ပါမယ်ပေါ့နော် This Supreme Court implied that the color race is inferior to the white race in what way? Supreme Court ကတဲ့ဒီ color race တွေအနေနဲ့ပေါ့လေ color race တွေအနေနဲ့ဆိုတာဒီလူမဲတွေအနေနဲ့ပေါ့လေ Empire ကျလို့တိမ်ငယ်တွေရဲ့ white race တွေကိုပေါ့လေလူဖြူတွေကိုနဲ့ပတ်သက်လာရင်သူတို့အနေနဲ့တိမ်ငယ်နေရဆိုတာကဘယ်လိုမျိုးနီလာနဲ့တိမ်ငယ်နေရလဲတဲ့ A နံပါတ် A ကကျတော့ philosophically ဒီစိတ်ပိုင်းဆိုင်ရာလားဒါမှမဟုတ်ဒီ socially လူမှုပတ်ဝန်းကျင်ဘဝတွေမှာလားနံပါတ် C morally ဒီနီးဟိုစီမင်းစည်းကမ်းပိုင်းဆိုင်ရာတွေမှာလားပေါ့နော်ဒီစိတ်ထားပိုင်းဆိုင်ရာတွေမှာလားဒါမှမဟုတ်ရင် intellectually လို့ခေါ်တဲ့ဉာဏ်ပညာပိုင်းပေါ့လေဉာဏ်ပညာပိုင်းဆိုင်ရာတွေမှာမြန်အဲ့လိုတိမ်ငယ်စိတ်ကိုခံစားနေရတာပေါ့လေအော်ကြတော့ကျွန်တော်တို့တစ်ချက်တောက်ဖတ်မယ်ဆိုရင်ဟောဘောအစားပိုင်းတို့ကျွန်တော်တစ်ချက်တောက်ဖတ်မယ်ပေါ့နော် They consider the underlying fallacy of Planck's argument to consist in the assumption that the upward preparation of the two races that the color race with a badge of parity ကျွန်တော်ပြောတာကငါတို့အနေနဲ့ပေါ့နော်ဒီတရားလိုရဲ့ဆွဲချက်ဖြစ်တဲ့ငါတို့ဒီလိုမျိုးခွဲခြားလုပ်ထားတာတွေကဘယ်လိုလဲပင်ငယ်စိတ်ကိုဖြစ်စေတယ်ဆိုတာကိုစဉ်းစားကြည့်မယ်ဆိုရင်တကယ်လို့အဲ့လိုသာဆိုရင်ပေါ့နော် ဒီဟာကိုမတွေ့ရဘူးပေါ့တကယ်စိတ်ဖြစ်စေဆိုတာမျိုးမတွေ့ရဘူးဒီဟာကသူတို့ဘာသာသူတို့ color race တွေအနေနဲ့ဒါကိုနာမည်တက်လိုက်တာပဲဖြစ်တယ်အဲကြတော့ arguments တွေလုပ်နေတာကဒီလိုမျိုး social pressure social prejudice တိုင်းဘာပေါ့နော်ဒီလူမှုပတ်ဝန်းကျင်ဘဝမှာပတ်လိုက်နေရတွေကလည်း legislation ကနေပြီးခွဲလာလို့ရတယ်ပြီးတော့ economics တွေကလည်းပဲဒီ argument ညာပေါ့နော်ဒီဟိုဘက်ကတရားလိုတွေဘက်ကကြည့်မယ်ဆိုရင်တော့ဒီတရားမျှတတဲ့အခွင့်အရေးတွေညီမျှအခွင့်အရေးတွေဆိုတာရလည်းမရှိနေဘူးဆိုရယ်ပုံစံပြောရဲပြောကြတော့ enforce လုပ်ရမယ်ပေါ့လေ tourist ဖြစ်ကိုဒီမျိုးနွယ်စုနှစ်စုမျိုးနွယ်ဆိုတာလည်းဒီလူမျိုးလူမဲလူမျိုးစုနှစ်ခုပေါ့လေအဲ့နှစ်ခုကိုအဆင်ပြေပြေဖြစ်လာလို့ဆိုတော့ enforce လုပ်ရလိမ့်မယ်ပြီးတော့ကျတော့ဒီလိုမျိုးပုံစံကိုကျတော့လက်မခံဘူးပေါ့လေ legislation ကအာ သူတို့မှာဒီ racial instinct တွေလူမျိုးရေးခွဲခြားတွေကိုဖျက်သိမ်းလိုက်ဖို့ထိကြ power မရှိဘူးပြီး establish sorry abolish လုပ်လိုက်ဖို့ဒီလည်း power မရှိဘူးဆိုပြီးပြောတယ်ဒီရှေ့ကိုတစ်ချက်ဝဲအဖြေကတော့မပါလာသေးဘူးပေါ့နော်အဲဒါကြောင့် civil political right တွေမှာဆိုရင် Boris B equal ပါလေ
လူမျိုးနှစ်ခုစလုံးကအကွဲဖြစ်မှာပဲအခြားတစ်ခုကိုသွားပြီးတော့နိုင်ငံရေးပိုင်းဆိုင်ရာဖြစ်ဖြစ်ဒီတကယ်လို့နေ့စဉ်လောက် group ဝိုင်းပဲဖြစ်ဖြစ်သွားပြီးတော့ပြီးနေချုပ်ချယ်လို့မရဘူးသွားပြီးအထင်မြင်သေးလို့မရဘူးဆိုပြီးပြောထားတယ်အဲ့တော့အဖြစ်တိုင်းအဖြစ်တော့မပါဘူးကျွန်တော်ကြည့်မယ်ဆိုရင်တော့ philosopher ကစိတ်ပိုင်းဆိုင်ရာရတော့မဟုတ်သေးဘူးပေါ့နော်သူတို့စိတ်ပိုင်းထိသွားပြီးတော့ထိခိုက်တာမျိုးကြောင့်လိုမျိုးကြီးကြီးမားမားကြီးမရှိသေးဘူးလို့ပြောရလို့ပေါ့ဟုတ်လုံးဝမထိခိုက်တာလို့ပြောချင်တာမဟုတ်ဘူးကွာတကယ်တမ်းသူတို့လက်တွေ့မှာခံစားနေရတာကြာ socially ပေါ့သူတို့တကယ်လူမှုလက်တွေ့ဘဝမှာဒီမှာယထာရယ်လို့တူတူမစီရတာကားဆိုလို့လည်းလူဖြူတူမဲထိုင်နေနေရခွဲတာအဲ့ဒီကအရင်ဆုံးလက်တွေ့ခံစားလိုက်ရမှာတကယ်လူမှုလက်တွေ့ဘဝမှာအရင်ခံစားလိုက်ရမှာဒီမှာတဖြည်းဖြည်းချင်းနဲ့အတွေးခေါ်ပိုင်းဆိုင်ရာတွေမှာပါသူတို့လာပြီးထိခိုက်တာမျိုးကတော့ဖြစ်နိုင်တယ်ဒါပေမဲ့ချက်ချင်းတိုက်ရိုက် effort ကကြာ socially မှာဖြစ်သွားရပါတော့ morally တွေဘာတွေမှာလဲနောက်ပိုင်းစိတ်ပိုင်းဆိုင်ရာတွေမှာလဲနောက်ပိုင်းတော့ဖြစ်ရင်ဖြစ်လာနိုင်မယ်ဒါပေမဲ့အသိဉာဏ်ပညာပိုင်းဆိုင်ရာတော့မဆိုင်ဘူးဆိုတော့ဒီကတော့ပဲလို့ရမယ်ပေါ့နော်ကျတော့ရုပ်တရက်ကြည့်မယ်ဆိုရင်တော့စိတ်ပိုင်းဆိုင်ရာသူတို့ထိခိုက်မှုဖြစ်မှာလားပေါ့လေအဲ့လိုမျိုးတွေးလို့ရတယ်ဆိုပေမဲ့အာ အရင်ဦးဆုံးကိုယ့်စီမှာအရင်ဦးဆုံးဖြစ်သွားမယ်ဓာတ်ရိုက် effect ပေါ့လေဒါ direct effect ကိုအရင်ဆုံးရေးမယ်ဆိုရင်တော့ဒီတသနိကပေတာရဲ့ဘာဒီဉာဏ်ပညာတွေပါ sorry အတိတွေးခေါ်ပညာတွေခဏထားလာတော့ဒီတကယ်လက်တွေ့မှာတကယ်လူမှုဆက်ဆံရေးဘဝအိမ်မှာဖြစ်နေတာအရင်ပေါ့လေဒီသူတို့အနေနဲ့တကယ်လူမှုဆက်ဆံရေးဘဝမှာသူတို့ကိုသူတို့သိငင်တယ်လို့ခံစားနေရတာကအရင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က socially ဆိုတဲ့အဖြစ်သူတို့ရွှေ့ပြရမှာဖြစ်ပါတယ်โอเคပါကျတော့ဒါကျတော့ festival ဆက်ဖတ်သူဆိုင်တဲ့အမှုလေးဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီနေရာမှာပဲခဏအဆုံးသတ်လိုက်ပါမယ်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့တွေ့ကြပါမယ်ရှင် share ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာအားလုံးကျေးဇူးတင်ပါတယ်နော်